စပင်ကတော့မြင်းတဲ့တိုင်းမှာပဲရှင်ကောက်ထားတာ9လလူတော့ပြောပါတယ်ဒီစံသားကလေလုံးဝရှုပ်ထွေးတယ်ကုတ်ထဲမှာဆိုတော့အလုံးထွေးဖြစ်နေကျွန်တော်တို့ဖိလို့မရတော့ဘူးပေါ့နော်ဒီညီမလေးလည်းဖိမလာခဲ့ဘူးပေါ့တကယ်တော့စီရောလူကူရမယ်သူရဲ့စိတ်ကောလေတအားနှစ်ပြီးတော့ကုသမယ်စံသားမျိုးပေါ့နော်စီရလဲသူကအခြေမှာထွက်တဲ့အမဲကိုလေသူကအယောင်ကပြန်တင်ရင်လေးဆိုအဲ့ဒါလေးတင်ပေးရသေးတယ်သူကလည်း brand ကောင်းကောင်းလေးယူရပေါ့နော်ကျွန်တော်တို့ကလည်းကောင်းကောင်းလေးသုံးပေးရပါတယ်ကျွန်တော်စီးဆက်နီကိုတော့ရှိရှိဝေးဝေးမပြောပြတော့ဘူးခုနရှော့စင်မှာသုံးလဲစီဆိုလို့ရှိရင်တော်တော်လေးကိုပြန်လေပြီးတော့လေစပင်ရဲ့ဘုန်းတွေကိုပြန်လေချိတ်ဆက်ပြီးစီအမျိုးစားပေါ့နော်ဒါဆို collagen treatment ပါထည့်ပေးရမယ်ပြီးရင်အီနီထည့်ရမယ်promise ထဲရအဲ့ဒီမှာနေဆေးရလေ3ကုမ္ပဏီရဲ့ဆေးကိုကောင်းနိုးရာပေါ့နော်အကောင်းဆုံးနေကုမ္ပဏီတစ်ခုစီရဲ့အကောင်းဆုံးဆေးတွေကိုကျွန်တော်တို့ထည့်ဆက်မှတေချာကိုလုံးမပြန်ကောင်းနိုင်တဲ့ကောက်သားမျိုးပေါ့နော်တကယ်ကိုဆေးလေးတေချာကောင်းကူရမယ်စိတ်ကလည်းအဲ့ဒီထဲကိုအကောင်းဆုံးထည့်ပြီးတော့စိတ်ရောစီရောနှစ်ပြီးတော့လုပ်ရတယ်ပေါ့နော်ဓမ္မဆိုရင်စီကဘလောက်ခမီကဲကင်းနေဆိုရင်လက်အိတ်ဖွင့်မထားပါဘူးပြီးရင်ရှော့စင်ပေါ်မှာလုပ်ပြတာမျိုးမဟုတ်ဘဲနဲ့ကျွန်တော်ကိုယ်တိုင်ကိုစိတ်တိုင်းကြတဲ့အထိညက်ခုံပေါ်မှာဒီရေခဲကူထုံကိုကုပေးနေရတယ်ပေါ့နော်ဒီရလာတဲ့ result ကတော့ကြည်လိုက်တော်တော်လေးကိုကောက်သားတလိတ်ချင်းစီတိုင်းမှာပြောင်းပြီးတော့တင်းနေတဲ့စပင်ရဲ့ရလက်ကိုမြင်ရမယ်ပေါ့နော်ဒါဆိုကျွန်တော် hair collagen လေးသွင်းထားတယ် hair filler လေးထည့်ပေးထားရတယ်ပေါ့နော်ဟိုဆေးကိုခိုးလို့မရတဲ့ဆန်သားမျိုးကိုကုရတယ်ကျွန်တော်တို့ကတီးချာကုထားပါတယ်ဒီညီမလေးရဲ့လည်းဈေးကိုတီးချာလေးပေးထားတော့ရလက်လှလှလေးရခဲ့တယ်ပေါ့နော်